ကျောင်းဝင်းကချဲဝိုင်းဖြစ်ဖုံးကြီးချင်းကားပြိုင်ဒရိုင်းမှာကျောင်းထိုင်ပြီးကောင်းနိုင်မှုရှိဘူးလေကျွန်တော်ကစပြင်လိုက်တယ်စတရားဟောကလားဆရာတော်ငငယ်စတရားဟောကပြောခဲ့ပူပါတယ်ဥပုံညပြောတဲ့ကျောင်းဝင်းကပြောင်းငင်းဖြစ်ကျောင်းဝင်းမှာပြောင်းငင်းဖုံးကြီးချင်းလဲပြိုင်ဖုံးကြီးတွေကလဲပြိုင်လဲသမားကျောင်းထိုင်ပြီးကောင်းနိုင်မှုရှိဘူးတဲ့လေလို့ငငယ်ကစာရှိခဲ့အဲ့ဒါကိုဓမေစီစတရားဟောတော့ကျောင်းဝင်းကချဲဝိုင်းဖြစ်ကျောင်းဝင်းကချဲဝိုင်းနေဖြစ်တယ်ဖုံးကြီးတွေကတော့လဲမပြိုင်ကားပြိုင်နေမဲ့ဘယ်ကားကိုတော့ဥကောဘာကားစီးတယ်ဥဒုရဘာကားစီးတယ်တော့ကျောင်းဝင်းကချဲဝိုင်းဖြစ်ဖုံးကြီးချင်းကားပြိုင်ဒရိုင်းမှာကျောင်းထိုင်ပြီးကောင်းနိုင်မှုရှိဘူးလေကျွန်တော်ကစာပြင်လိုက်တယ်စတရားဟောကလားကားပြိုင်ရတယ်ဖုံးကြီးတွေကားတွေပြိုင်ရကျောင်းဝင်းနဲ့မှာချဲဝိုင်းနေဖြစ်တော့ကျောင်းဝိုင်းကချဲဝိုင်းဖြစ်ဖုံးကြီးချင်းကားပြိုင်ဒရိုင်းမှာကျောင်းထိုင်ပြီးကောင်းနိုင်မှုရှိဘူးလေလို့ဓမေစီရီကငငယ်လွန်ခဲ့တဲ့10နှစ်15နှစ်ကကြရာလေးစကူဆက်ခဲ့ဘူးခုတော့မဆက်တော့ဘူးခင်ဗျားတို့သိနေပြီအဲ့တော့အဲ့လိုအခြေအနေမကောင်းလာတဲ့ခါကျတော့ဘုန်းကြီး9ပါးကသာသနာမှာမဲ့ညင်ဖူညင်ရှိတယ်ဆိုတာပြကျင်တယ်ဆိုပြီးတောင်ထိပ်ပေါ်တက်လှေကောက်